ယုံကြည်ချက်ကလမ်းတွေမှာလူတွေဖြစ်အောင်လုပ်ကြမယ်ကျွန်တော်လမ်းတွေမှာလူတွေဖြစ်သွားကြပြီလမ်းတွေမှာလူတွေဖြစ်သွားကြပြီဆရာမောင်မိုင်းလေးအင်းဝါရဲ့ကြပြတစ်ပုဒ်ကိုကျွန်တော်သတိရတယ်သူတို့မှာတဲ့တက်နီးတိတယ်တနက်ကြီးရှိတယ်တဲ့ကျွန်တော်မကြောက်ဘူးငါတို့မှာလူရှိတယ်ငါတို့မှာလူရှိတယ်မတရားဘူးကိုလက်မခံတဲ့လူငါတို့မှာရှိတယ်ဖျောင်းနေမင်းတို့လာကြည့်လိုက်ကြဒါမင်းတို့ရဲ့မတရားမှုကိုငါတို့တွန်းလှန်မဲ့လူပဲဒါအောက်ခြေကငါတို့တွေပဲငါတို့ကလက်နဲ့ကောင်ကိုလည်းမကြောက်ဘူးငါတို့ကတိုက်နီးတိတဲ့ကောင်တွေကိုလည်းငါတို့ကမကြောက်ဘူးငါတို့ရဲ့တရားမျှတမှုကိုငါတို့ပြန်ယူမယ်ငါတို့ရဲ့ဒီမိုကရေစီကိုငါတို့ပြန်ယူမယ်ဒါကျွန်တော်တို့ရဲ့အခြေခံရည်မှန်းချက်ပဲမနေ့က line ပေါ်မှာဝိဝါဒတွေကွဲပြားနေတာတွေဘာတွေတွေ့တယ်ဒါပေမဲ့ကျွန်တော်သတိထားမိတဲ့တစ်ချက်လေးရှိတယ်ဒါတွေပြီးသွားရင်တဲ့ငါတို့ကတိုင်းရင်းသားတွေကိုငါတို့ကတောင်းပန်ပါမယ်တဲ့ဘာလို့လဲဆိုကျွန်တော်ကိုယ်တိုင်သိသွားကြပြီအခုလိုမျိုးကင်မရာတွေအင်တာနက်တွေရှိတဲ့ခေတ်မှာတောင်လူတယောက်ရဲ့ခေါင်းကိုပွင့်သွားအောင်တတ်ဖို့သူတို့လုံးဝမကြောက်ဘူးခင်ဗျားတို့စဉ်းစားကြည့်တိုးတိုးအောင်ကြားမှာရှိနေတဲ့ကျွန်တော်တို့တိုင်းရင်းသားတွေသူတို့ဘလောက်များရက်ဆက်ခဲ့မလဲသူတို့ဘလောက်များညှဉ်းပန်းခဲ့မလဲသူတို့ဘလောက်များတတ်ဖြတ်ခဲ့မလဲဆိုတာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ဘာလို့တော်လန်နေတာလဲဂျူဒီဖောင်းဝစ်ပြီးလက်နဲ့ကင်ထားပြီးစောက်ကျင်တွေကိုတော်လန်နေတာအနိုင်ကျင့်နေတဲ့ဟာတွေကိုတော်လန်နေတာကျွန်တော်တို့ကကျွန်တော်မမေးနဲ့ကျွန်တော်ဒီတိုက်ပွဲပြီးသွားရင်ကျွန်တော်တို့နဲ့တသားတည်းရှိနေတယ်ကျွန်တော်တို့တောင်ပေါ်မြေပြင်ကတိုင်းရင်းသားတွေအကုန်လုံးငါတို့မင်းတို့နဲ့တသားတည်းရှိနေတယ်လက်သက်စိတ်လက်ထိတ်နာတယ်ဆိုတဲ့စိတ်ငါတို့မှရှိတယ်ဆိုတာကိုချိန်ပြပြရမယ်ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့မကြောက်တရားပဲဒါကျွန်တော်တို့ရဲ့အမှန်တရားပဲကျွန်တော်ကြပြတစ်ပုဒ်ရွတ်မယ်ဒီနေ့ရွတ်မဲ့ကြပြကရခိုင်မှာဖြစ်ပျက်သွားတာအခုကျွန်တော်တို့မရှိနေတယ်လို့ပဲခဏလောက်မေးစရာလေးရှိလို့လာခဲ့ပါအောင်ဆိုပြီးတော့ခေါ်သွားတယ်အဲ့ဒီလူတယောက်ကိုအဲ့ဒီလူကနောက်နေ့မှာဘာအကြောင်းပြချက်မရှိနေပဲတည်နေတာကိုတွေ့ရတယ်ဆေးရုံမှာသူ့ကိုအဲ့အလောင်းကိုပြန်ပို့ခဲ့တယ်သူ့မိသားစုကိုပြောတယ်တည်သွားတဲ့ခင်ဗျားတို့ရဲ့မိသားစုရဲ့အလောင်းကိုလာယူလဲပါတယ်ဒါပေမဲ့ဘာကြောင့်တည်သွားလဲဆိုတာသူတို့မပြောဘူးအဲ့တော့မှကျွန်တော်အတိရခိုင်ကကြပြဆရာလေးတယောက်ကသူကဒါမျိုးလေး status လေးတင်သွားတယ်မနေ့ကဖမ်းသွားတယ်ဒီနေ့အလောင်းလာပို့တယ်တဲ့ကျွန်တော်ရင်ထဲမှာခိုက်သွားတယ်ကျွန်တော်တို့ကိုလည်းအချိန်မရွေးလုံနိုင်တယ်အဲ့ဒါကြောင့်မလို့သူတို့ထုတ်ထားသမျှဥပဒေဆိုတာကျွန်တော်တို့ရဲ့သေတွင်းပဲသူတို့ထုတ်ထားတဲ့ဥပဒေကိုလိုက်နာတယ်ဆိုတာကျွန်တော်တို့ကကိုယ့်သေတွင်းကိုပြန်တူးတာပဲမတရားတဲ့ဥပဒေကျွန်တော်လုံးဝလိုက်နာကြမလို့ကျွန်တော်လုံးဝလိုက်နာကြမလို့အဲ့ကျွန်တော်ကြပြရွတ်မယ်မနေ့ကဖမ်းသွားတယ်ဒီနေ့အလောင်းလာပို့တယ်ကျွန်တော်ဘယ်သူတက်သွားလဲသူတို့မပြောဘူးကျွန်တော်ဘယ်သူတက်သွားလဲဆိုတာကိုလည်းကျွန်တော်မပြောနိုင်တော့ဘူးကျွန်တော်တယောက်ယောက်တက်သွားတာသိကြမှာပါကျွန်တော်နာကျင်ချင်လိုက်တာနိုင်ငံတော်ကတက်သွားတာလားအစိုးရတက်သွားတာလားအဲ့လက်နက်ကင်ထားတဲ့စစ်တပ်ကတက်သွားတာလားမတရားတဲ့အမိန့်တွေကတက်သွားတာလားတာမန်လူတယောက်ဖြစ်နေထိုင်ခဲ့ရတဲ့ကျွန်တော်ကိုယ်တိုင်ကကျွန်တော်ကိုကျွန်တော်ပြန်တက်မိတာလားကျွန်တော်ဘယ်သူတက်သွားလဲသူတို့မပြောဘူးကျွန်တော်တော့သူတို့ဖမ်းသွားတာသိကြတယ်ကျွန်တော်စီးရုံကိုပဲသူတို့ပြန်လာပို့သွားတယ်ဒါပေမဲ့ကျွန်တော်ဘယ်သူတက်သွားလဲဆိုတာကိုသူတို့ပြောမသွားခဲ့ဘူးအင်တာနက်ဖြတ်တောက်မှုတွေကကျွန်တော်ကိုတက်သွားတာလားနယ်မြေမတည်ငြိမ်မှုတွေကကျွန်တော်ကိုတက်သွားတာလားရွေးကောက်ပွဲကြီးကကျွန်တော်ကိုတက်သွားတာလားကျွန်တော်ဘယ်သူတက်သွားလဲသူတို့မပြောဘူးကျွန်တော်ကလူသားတစ်ယောက်ဖြစ်နေလို့လားကျွန်တော်ကယောက်ျားတစ်ယောက်ဖြစ်နေလို့လားကျွန်တော်ကရခိုင်ပြည်သားတစ်ယောက်ဖြစ်နေလို့လားကျွန်တော်ကနေပြည်တော်ကညီမလေးမပြတ်သက်ခိုင်ဖြစ်နေလို့လားကျွန်တော်ကမန္တလေးဟိုကောင်းဝင်စိတ်ကံကညီလေးတစ်ယောက်ဖြစ်နေလို့လားမနေ့ကကျွန်တော်ကိုဖမ်းသွားတယ်ဒီနေ့ကျွန်တော်အလောင်းကိုသူတို့ပြန်လာပို့တယ်ကျွန်တော်ကိုဘယ်သူတက်သွားလဲသူတို့မပြောခဲ့ဘူးကျွန်တော်ကိုဘယ်သူတက်သွားတယ်လဲဆိုတာသူတို့မေးပေးကြပါကျွန်တော်ကိုဘယ်သူတက်သွားလဲဆိုတာမပြောခဲ့လို့ကျွန်တော်အစားမေးပေးကြပါကျွန်တော်ဘယ်သူတက်သွားလဲဆိုတာသူတို့မပြောခဲ့လို့ပါကျွန်တော်တို့မေးရမယ်အချိန်ပြင်းမေးရမယ်မမ်းပြတ်သက်ခိုင်ကိုဘယ်သူတက်သွားတာလဲဟိုမှာစိတ်ကဲမှာအသက်ပေးရတဲ့ညီလေးမျိုးကိုဘယ်သူတက်သွားတာလဲဒီပွဲမပြီးဘူးကျွန်တော်တို့မေးရမယ်အဲ့တက်တဲ့ကောင်တွေကိုကျွန်တော်တို့ခေါ်ထုတ်ရမယ်ကျွန်တော်တွေးအေးသွားလို့မဖြစ်ဘူးကျွန်တော်တွေးအေးသွားလို့မဖြစ်ဘူးကျွန်တော်တို့ခေါ်ထုတ်ရမယ်တရားမျှတမှုနဲ့သူတို့ကိုတစ်ချိန်ချိန်မှာပြည်သူခုံရုံကိုတင်နိုင်တဲ့တနေ့ထိရောက်ကျွန်တော်တို့ကြိုးစားရမယ်ကျွန်တော်တို့တလက်မှတောင်းမဆုံးဘူးကျွန်တော်တလက်မှတောင်းဆုံးအဲ့တော့ဒီမှာဒူအိုကြီးလေးများတယ်မနေ့ကကျွန်တော်နောက်တစ်ခုမှားစရာရှိပါတယ်
CRPH ကပြည်သူအာဏာကိုပြည်သူထံပြန်ရရှိရေးဆိုပြီးတော့ဒီကလူတွေဒီဟာကြီးပြီးသွားလို့ကိုယ့်ရက်ကွက်အသီးသီးကိုပြန်ရောက်တဲ့အချိန်မှာသူတို့အခုရက်ကွက်အုပ်ချုပ်ရေးမှုတွေကိုဖြုတ်ချပြီးတော့သူတို့နဲ့ပနာတင်းတဲ့လူတွေကိုပြန်ထဲဖို့စ조사နေပါတယ်ကျွန်တော်တို့ရက်ကွက်နေလူငယ်လူကြီးလူရန်သားပေါင်းစုံဟာအဲ့ဒါကိုလက်မခံပါနဲ့ကိုယ့်ရက်ကွက်ကော်မတီကိုပြန်ဖွဲ့ပါကိုယ့်ရက်ကွက်ကိုစောင့်ရှောက်ပါကိုယ့်ရက်ကွက်ကိုကာကွယ်ပါရက်ကွက်မှာတစ်စင်းမြို့နယ်မှာတစ်စင်းမြို့မှာတစ်စင်းနိုင်ရဲ့ပြည်သူအာဏာကပြည်သူမှာပဲရှိရမယ်အားလုံးသဘောတူရဲ့လားအားလုံးသဘောတူရဲ့လားမလဲသားတွေညီရဲ့လားဟဲ့မလဲသူတွေညီရဲ့လားဟဲ့ဒီမိုကရေစီရရှိရဲ့ဒီမိုကရေစီရရှိရဲ့เรา是这五票家耶，เรา是这五票家耶。